မင်္ဂလာပါဆော့ဖ်ရှင်ကိုကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာ digital marketing နဲ့ပတ်သက်တဲ့ review ဖြစ်တဲ့ C10-2K ဆိုတဲ့ framework အကြောင်းကိုပြောပြပေးမှာပါဒီ framework ကတင်ရဲ့ client တွေကိုဘယ်လိုဆွဲဆောင်မလဲဘယ်လိုရောင်းပြမလဲပြီးတော့သူထပ်ပြီးပြန်လာအောင်ဘယ်လိုထိမလဲဆိုတာကိုလမ်းညွှန်ပေးမှာဖြစ်ပါတယ် online စီးပွားရေးလုပ်သူတွေအတွက်လည်းအများသုံးဝင်ပါတယ်ဒါကြောင့်ဆုံးဖြတ်ကြည့်ပြီးတင်တဲ့ဒီနည်းကိုဘယ်လိုသုံးချမလဲဆိုတာသိသွားမှာပါလိုက်လို့မပါနဲ့အခုပဲစကြည့်လိုက်အောင်C stick တည်ပြီးတဲ့အချိန်မှာဒီ C stick ကိုစပြောအောင်မယ်ဆိုရင်ဒီတဲ့ client တွေကတင်မေးမှတ်တဲ့ကိုမသိသေးတဲ့အချိန်မှာသူက Facebook Twitter ဒီ YouTube မှာ YouTube ကိုသုံးနေမယ်ပေါ့ဒါပေမဲ့သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုဝယ်ရှာနေတာပါကိုယ့်ရဲ့မှတ်တဲ့ကိုလည်းသိမှာမဟုတ်သေးပါဘူး copy sign တစ်ခုရှိရဲဆိုတော့ C stick မှာလူတွေက copy ဝယ်ဖို့ရှာနေတာမဟုတ်ဘူးသူတို့က Instagram တွေမှာYouTube တို့မှာတက်ပတ်ပြီးသူတို့ကြည့်နေမယ် copy ဖြောင်းလေးတွေကိုသူတို့ကြည့်နေတယ်အဲ့ဒီအချိန်မှာမလုပ်အောင်လဲဆိုတော့ကွာဆွဲဆောင်တဲ့အကြောင်းအရာလေးတွေကိုဖန်တီးရမှာဒီလိုတူလေးတွေပုံနဲ့ကိုယ့်ရဲ့ဆိုင်ကိုမိတ်ဆက်တဲ့အားတွေပါ Facebook မှာလည်း post တွေကိုယ်ဆိုင်နဲ့ပတ်သက်တဲ့ကိုယ်ဆိုင်ကိုမိတ်ဆက်တဲ့ post တွေမျိုးပဲတင်ရမှာပါအဓိကတော့ C state ဆိုတာကိုယ့်အမှတ်တွေကိုသိစေဖို့ပါThin state စဉ်းစားရတဲ့စဉ်း Thin state မှာကကိုယ့်ရဲ့ဖောက်တယ်ကိုယ်ဒီစဉ်းစားနေပါဘူးဒါပေမဲ့ဝယ်ဖို့အစီအစဉ်တော့ဖြစ်နေပါဘူးဒီလိုကချက်လက်တွေကိုရှာနေနိုင်ရှင်နေဟိုမှာပုံဝဲတဲ့လူတယောက်ကအခုခင်းမှာ3နှစ်အောင်ပုံကောင်းနေဆိုပြီးရှာနေတဲ့တဘောမျိုးနောက်တစ်ခုဒါမှမဟုတ်ရင် Facebook မှာဖေဖုံးဝင်3နှစ်နဲ့ဖေဖုံးဝင်တင်ဆိုရမေးတဲ့မျိုးမေးတဲ့အဆင့်မျိုးဖြစ်ပါတယ်အဲဒီအဆင့်မှာဘာလို့ရလဲဆိုတော့ဘူးတုတပေးတဲ့အကြောင်းအရာတွေဖန်တီးရမှာပါဟိုမှာ2015မှာ3နှစ်နဲ့ထဲမှာအကောင်းဆုံးဖုန်းဆိုတဲ့message ကိုပေးတဲ့ဗီဒီယိုမျိုးရိုက်ပြီးတော့တင်တာမျိုးပါအဲဒီအချိန်မှာယုံကြည်မှုကိုတည်ဆောက်အောင်အချိန်မှာပေါက်တယ်ရင်အခွင့် client တွေသုံးသပ်ချက်တွေပုံပစ္စည်းအားထားချက်တွေကိုပြရမှာပါ Instate ကတော့ပေါက်တယ်တွေကိုဆွဲဆောင်ဖို့ပါ Instate မှာပေါက်တယ်တွေ post ကိုပို့ပြီးတော့ကိုယ့်ရဲ့ product ကိုပို့ပြီးကြည့်တာအောင်လုပ်ရမှာပါ Do state ကတော့အရောင်းဖြစ်တဲ့အချိန်မှာDo state ကိုရောက်လာပြီဆိုပြီးဒီအချိန်မှာ client တွေကဝယ်ဖို့စဉ်းစားဖြစ်နေပါပြီသူတို့ကဈေးချင်းတွေကိုဒီ topic ကတည်းကဈေးချင်းတွေကိုပစ္စည်းတွေထည့်နေတာဒါမှမဟုတ်ရင် order မှာနေတာဖြစ်မှာပါဟိုမှာ sales and ကစားတော့ပို့ဆောင်ပြီးဆိုပါတော့Do state မှာဖောက်တယ်က client ကပေါ့နော်Facebook မှာဒီ site မှာမှာရင်ဘယ်လောက်ကြာမှာဆိုပြီးမေးနေတာဒါမှမဟုတ် website တွေပြီးတော့website တွေမှာ menu တွေပြင်နေတာဖြစ်ပါဒီစင်မှာဘာလုပ်ရမလဲဆိုရင် SEO ကိုတော့ရမယ်ရန်ကုန်မှာစားတော့နေပတ်သက်တဲ့ဆိုင်ကိုရှာမယ်ဆိုရင်ရန်ကုန်ထဲကအကောင်းဆုံးစားတော့ဆိုင်ဆိုပြီးတော့သူက Google မှာရေးထည့်ပြီးရှာမှာပါအဲကြတော့ကိုယ့်ရဲ့ website ကmessage ပါနေဖို့လိုပါတယ်နောက်ပြီးတော့ဈေးနှုန်းတွေကိုတက်စားပေးရမှာပါ round ဆို order မှာလည်းလို့ post on delivery free ဆိုတာမျိုးပဲနောက်ပြီးတော့ဝယ်တဲ့နေရာမှာတဲ့ကိုဝယ် order မှာတော့ website မှာ order မှာလည်း click တွေကိုရှင်းလင်းထားတာမျိုးနောက်ပြီး Facebook မှာတင်ထားတယ်ဆိုရင် order မှာဖို့အတွက်ဖုန်းနံပါတ်တွေကိုရှင်းလင်းထားဖို့လိုပါတယ်ဒီက Do state ကတော့အကြောင်းဖြစ်ဖို့ပါ Case state ကတော့ပေါက်တယ်ကို view site ဖို့ပါဒီနောက်ဆုံးအဆင့်ဖြစ်တဲ့ case state ကိုလုပ်မယ်ဆိုရင်ကြောင်းပြီးပေါက်တယ်ထပ်ပြီးပြန်လာအောင်လုပ်ဖို့လိုပါတယ်ဒီအဆင့်ကကိုယ့်ရဲ့ message ရဲ့မြဲတဲ့ client ဖြစ်နေဖို့လုပ်တာပါဟိုမှာလက်ဝဲရနာနဲ့ထူအားလို့တင်အဲဆိုတော့ကြောင်းလိုက်ပြီးဆိုတာဆိုဘယ်ဟာဆိုရင်ဘာလုပ်လဲအကျိုးတင်တာပြောရမှာပါကိုရီကိုကျွန်တော်တို့ရဲ့ဆိုင်ကိုရွေးချယ်ပြီးတော့ဝယ်ရတဲ့ပဲကျေးဇူးပါဆိုပြီးတော့ message ပို့ပြီးတော့ဒီလောက်ရမယ်နောက်တော့အပေါ်ဝင်ဆောင်မှုပေးတာပါအဲကျတော့ဒီလေဆွဲဝယ်တာဆိုရင်လေဆွဲကိုကြည့်စီကောင်းမွန်အောင်ဘယ်လိုထိန်းမလဲဆိုတဲ့ video message တွေတင်ပေးတာမျိုးတွေပို့ပေးတာမျိုးတွေလုပ်ပါမယ်နောက်တစ်ခါကျတော့ကိုပေါက်တယ်ကအမြင်ပို့ရှိမှာပဲလာဝင်အောင်လို့နောက်တစ်ခါဝယ်တယ်ဆိုရင် repeated customer တွေpercentage တခု short ပေးတာမျိုး15%ကို short ပေးတာမျိုးတွေလုပ်ရမှာပါအဲကျတော့ case state ကတော့ပေါက်တယ်ကိုထိန်းထားဖို့ပါပဲကောင်းပြီဒီနေ့ကတော့ C10-2K framework အကြောင်းကိုအတူတူလေ့လာခဲ့ကြပါမယ်ဒီနေ့ကိုသင်ရဲ့ online စီးပွားရေးလုပ်ငန်းမှာစမ်းကြည့်ပြီးရလဒ်တွေကို comment မှာပြောပေးခဲ့ပါဦး
ဒီဗီဒီယိုကြိုက်တယ်ဆိုရင် like လုပ်ပေးပါsubscribe လုပ်ဖို့အတွက်လည်းအားလုံးလေးကိုနှိပ်ပေးပေးပါနောက်ထပ် digital marketing နဲ့ပတ်သက်တဲ့အကြံဉာဏ်ချက်တွေကိုလာမယ့်ဗီဒီယိုမှာဆက်လက်ပေါ်ညအောင်စောင့်ကြည့်လာကြပါအားလုံးကြည့်ရှုပေးရတဲ့ဒီလိုတင်ပါတယ်